အာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားဟာဒီဂလန်ရိုက်စ်လို့ပြောရင်ညင်းနိုင်မဲ့သူရှိမယ်မထင်ပါဘူးဒီဂလန်ရိုက်စ်ဟာအာဆင်နယ်အသင်းကိုစတင်ရောက်ရှိလာကြတဲ့ကပွဲတိုင်းမှာမမောနိုင်ပပန်းနိုင်တပွဲလုံးပတ်ကစားရင်းနဲ့မြင်းနှကောင်လိုတန်ပေါင်းမျိုးကိုပြသလို့နေပါတယ်ရိုက်စ်ကအာဆင်နယ်ကိုမလာခင်ဝက်ဆန်အသင်းနဲ့အတူကွန်ဖရင့်လိချန်ပီယံဖြစ်ထားသူပါဖလားကင်မှုတဲ့သူကဖလားရတာကိုသိတယ်ဆိုတဲ့အတိုင်းရိုက်စ်ကအာဆင်နယ်မှာနိုင်လို့စိတ်အပြင်းထန်ဆုံးကစားသမားလေးဖြစ်ပါတယ်အသင်းကောင်းဆောင်တွေထက်တောင်အသင်းကိုဦးဆောင်နိုင်တဲ့ရိုက်စ်ကအာဆင်နယ်ပိတ်သက်တွေရဲ့ချစ်တော်ကစားသမားတစ်ယောက်ဖြစ်လေအချင်းတို့တွင်းမှာနေရာယူလာနေပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီဒါပေမဲ့ရာသီတိုင်း Rice တို့စိတ်ပြည့်စရာတွေဖြစ်နေရပါတယ်။အာဆင်နယ်ကဒီချိန်ရောက်ရင်ပုံမှန်တိုင်းကျဆင်းသွားတတ်ပါတယ်။ဒီရာသီမှာကစားသမားတစ်တွေအများကြီးခေါ်ထားတာတောင်ဒီပြဿနာကိုမဖြေရှင်းနိုင်သေးတဲ့အာဆင်နယ်ကမလိုအပ်ဘဲအမှတ်တွေကိုရော်ရင်းနဲ့အဆင့်တစ်နေရာကလည်းရိုင်းနေလို့လာပြန်ပါတယ်။တကယ်ဆိုရင်ဒီတစ်ပတ်မှာတငယ်ချင်း Manchester United အသင်းရဲ့ဂျေဇူးနဲ့ Man City ကရှုံးပွဲကြုံသွားခဲ့ရပါတယ်။အာဆင်နယ်ကဒါကိုအခွင့်ကောင်းယူပြီးတော့6မှတ်ဖြစ်ရမယ့်အစားသူပါတန်းစင်းစုံရုံးနေရတဲ့ Nottingham Forest ကိုတည်ရကြပြီးတော့အမှတ်လိုက်ရောရပြန်ပါတယ်။ပြီးကြတဲ့တစ်ပတ်ကလည်း Liverpool ကိုဒီပုံစံအတိုင်းတည်ရကစားထားတဲ့အာဆင်နယ်ကအမားတွေကိုပြုပြင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အာဆင်နယ်ကဘောလုံးကိုင်းနောက်ပြန်ပေးရင်အချိန်ကုန်နေပြီးကစားသမားတွေကလည်းအခွင့်အရေးမရှာနိုင်ဖြစ်နေပါတယ်။ရှုံးမှကြောက်တဲ့အာဒီတိုင်းလူစင်းနဲ့လူစားလဲမှုကလည်းမေကွန်းထုတ်ချင်စရာတွေဖြစ်နေရင်အာဆင်နယ်တို့အမှတ်ရနေခဲ့ရပါတယ်။ပွဲပြီးမှပင်ပန်းနေတဲ့ Rice ကမှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တာကြောင့်ပွဲတိုင်းဒီလိုဖြစ်နေရကြောင်းတယောက်တည်းစိတ်ပြက်လက်ပြက်ရည်ရွနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီဟာဒီမှာမှဖလားမရတော့ရင်အာဆင်နယ်က Rice တို့ကစားသမားနဲ့မထိုက်တန်တော့တာကြောင့် Rice လည်းအနာဂတ်အတွက်အသင်းပြောင်းဖို့စတင်စဉ်းစားသင့်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးများတင်ပါတယ်။